ဒါပဲနော်ဒီဘယ်လိုဖုန်းလေးလောက်ထိပြောနေငါကိုဘောငါ့ကိုလွမ်းလို့အချိန်တိုင်းဖုန်းနေဆက်ဒီကိုကနေတော်တော်ချစ်မှာပဲနော်ချစ်တာလည်းမပြောနဲ့လေငါအချစ်ခံရအောင်ရွှေစစုရနာသူရောင်လက်စွပ်တွေကိုစောင်းနေနဲ့ဝတ်တာဟုတ် တရားလက်စုပ်ကိုအဆောင်နေနဲ့ဝေးရမယ်လို့နှစ်ဘသူကပြော နေမသိဘူးလားဖဲငါရှင်းပြဒါလေးကတော့မမဒီနေ့မိတ်ဆက်ပေးသွားမယ်သူရောင်လက်စွပ်ကလေးတွေပဲဖြစ်ပါရဲ့ရှင်မိုးကုတ်တဘာဝသူရောင်ကြောင့်အစင်တန့်လေးကိုဘေးကနေပြီးတော့မိုးကုတ်တဘာဝပဒံများလေးတွေနဲ့ဒီလိုမျိုးဝင်းရံပြီးတော့ခတ်ပေးထားတဲ့သူရောင်လက်စွပ်ကလေးတွေဒီဇိုင်းစုံကိုမင်ကမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါလေးကတော့နံပါတ်1ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်သူလေးကကြတော့လေကသူရောက်ကြောက်ကလေးကိုဘေးကမိုးကုတ်တဘာဝပဒံများလေးနဲ့ပေါ့နော်ဒီလိုမျိုးခရုခွေဒီဇိုင်းလေးခတ်ပေးထားတဲ့လက်စွပ်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့နံပါတ်2လေးပဲဖြစ်ပါတယ်သူလေးကကြတော့ဒီလိုမျိုးဘဲဥပုံလေးပေါ့နော်ဘဲဥပုံကြောက်ကလေးကိုဘေးကရိုးရှင်းရှင်းလေးမိုးကုတ်တဘာဝပဒံများလေးနဲ့တပတ်ခတ်ပေးထားတာပဲဖြစ်ပါတယ်သူလေးကတော့ main လေးဆန်ဆန်ဒီလိုဖဲပြဒီဇိုင်းလေးကိုကြိုက်တဲ့ကောင်မလေးအတွက်ဒီလိုမိုးကုတ်တဘာဝပဒံများလေးနဲ့လူရွှေသားပေါ်ပေါ်လေးဝေးရတာကြိုက်တဲ့ကောင်မလေးအတွက်ပါရှင်ဒါလေးကတော့နံပါတ်လေးပဲဖြစ်ပါတယ်သူလေးကလည်းအရန်ကိုချစ်ဖို့ကောင်းတယ်ဒီလိုမျိုးပေါ့နော်ခုနဖဲပြဒီဇိုင်းလေးနဲ့တူတဲ့လက်စွပ်လေးနံပါတ်5ပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့လက်စွပ်နံပါတ်6လေးပဲဖြစ်ပါတယ်သူလေးကတော့တကယ်အစမ်းလေးပါသူရောင်ကို brand design လေးခတ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့မမေးဆက်ပေးသွားတယ်သူရောင်လက်စွပ်ကလေးပဲဖြစ်ပါတယ်ရှင်ကိုမတို့ချင်းတက်တယ်ဆိုလို့ရှိရင်မင်းတို့ CP မှာအသေးစိတ်ကလေးလာရောက်မင်းမြန်းလို့လည်းရတယ်လို့မင်းတို့ရဲ့သူဝန showroom ချီမှာလည်းလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်